လာပါညာကအာဆင်နယ်လီဗာပူးပွဲမှာဆိုလို့ရှိရင်အာဆင်နယ်နဲ့လီဗာပူးနဲ့ကဂိုးမရှိသေးကျသွားခဲ့တယ်ခင်ဗျာ Saka, oh, he's away from Kirkes. It's been a bright start to the game from Bukayo Saka. Look at him go here. Saka. Rice, so intricate. Saka taking on Kirkes. He's got to be careful. Much better from Kirkes that. They both gave it everything they've got. It finished Arsenal 0, Liverpool 0. လီဗာပူးဘက်ကကစားသမားတွေပြောခဲ့တဲ့အတိုင်းမှာပဲဆိုကိုစလိုင်းတို့ဘန်တိုက်တို့ပြောခဲ့တဲ့အတိုင်းပဲအာဆင်နယ်ကလက်ရှိချန်ပီယံမဟုတ်ပါဘူးအာဆင်နယ်ကလက်ရှိချန်ပီယံနဲ့ကမ်းမှာပါပဲဆိုတဲ့အတိုင်းပဲဆိုကိုစလိုင်းတို့တတိုက်ကတော့အာဆင်နယ်ကိုဒုက္ခပြီးသွားပါတယ်ဟုတ်ကဲ့အမတ်ရှိမဲ့ဖြတ်နိုင်ရမယ်အချိန်ကာလတစ်ခုကနေပြီးတော့လီဗာပူးကအာဆင်နယ်ကိုဒုက္ခပြီးသွားတယ်ပေါ့နော်နောက်တစ်ခုရှိတာကလီဗာပူးကကန်တဲ့ပွဲတိုင်းလောက်မှာပေးကူပေးရလေးရှိတယ်တဲ့ဒါပေမဲ့လည်းဒီနှစ်မှာဆိုလို့ရှိရင်အာဆင်နယ်နဲ့နှစ်ကြော်ကန်တယ်နှစ်ကြော်စလုံးကိုပေးကူမရှိဘူးပထမတစ်ကြော် MP ကွင်းမှာဆိုလို့ရှိရင်ဆိုဘိုစလိုင်းရဲ့ free kick goal နဲ့အနိုင်ရရှိခဲ့တယ်နော်နဲဒါလီဗာပူးရဲ့ထူးခြားတဲ့စံချိန်လေးတစ်ခုပေါ့ဗျာကျန်တဲ့ပွဲတွေမှာတော့လီဗာပူးဟာအပြန်လန်ဂိုးသွင်းမယ်ဒါမှမဟုတ်လေသူပဲသွင်းခံရပြီးတော့ပွဲကိုရှုံးရင်ရှုံးနိုင်မယ်ခင်ဗျာအာဆင်နယ်နဲ့ပွဲမှာတော့နှစ်ကြော်လုံးမရှုံးခဲ့ဘူးဒါဟာပရီးမီးယားလိချန်ပီယံဖြစ်ဖို့တာဆူနေတဲ့အာဆင်နယ်အတွက်တော့လီဗာပူးနဲ့တွေ့တဲ့အချိန်မှာသူတို့အမှားနည်းနိုင်များနည်းအောင်ဆိုပြီး safe zone တွေကနေပြီးတော့သူတို့ရဲ့ကစားကွက်ကိုတဲခင်းခဲ့တဲ့ better play တွေလုပ်ခဲ့တဲ့အတွက်ဒါအာဒီတာဟာရေထဲမိုးထဲမှာဆိုရင်ဖြစ်လေဖြစ်တာရှိတဲ့စွန့်စားရတဲ့အလုပ်ကိုမကြိုက်ဖဲနဲ့သူ့ရဲ့ safe zone တစ်ခုတွေကနေသူကလီဗာပူးနဲ့ပွဲကိုရင်ဆိုင်ခဲ့တယ်လို့ကျွန်တော်ကတော့သတ်မှတ်လို့ရပါတယ်အဲ့ဒီအတွက်လီဗာပူးနဲ့ပွဲမှာအာဒီတာဟာတမန်ရဖို့ပဲသူ့အိမ်ကွင်းမှာတောင်မှတမန်ရဖို့ပဲကြိုးစားအထောက်သွားတယ်လို့ပြောရမလို့ဖြစ်နေပါတယ်ဒါပေမဲ့ပြောပြတစ်ခုရှိတာကလီဗာပူးကလည်းအာဆင်နယ်ကိုအကျော်မခံမဲခံကန်သွားခဲ့တဲ့အတွက်လည်းဖြစ်ပါတယ်တလုံးမှာဆိုလို့ရှိရင်ဘားတန်ကိုပိတ်မှန်သွားခဲ့တယ်ပေါ့နော်ဘားတန်ကိုပိတ်မှန်သွားခဲ့ပြီးတော့ကျွန်တော်တို့ဂိုးရောက်လူရခြေနေကနေပြီးတော့အာဆင်နယ်ကန်ကောင်းသွားခဲ့တယ်လို့ပြောရမှာပါဒါဟာလီဗာပူးအတွက်တော့နည်းလေးနစ်နာသွားခဲ့တယ်လို့ပြောရမှာပါဒီလိုပွဲမျိုးမှာဒါလီဗာပူးလိုဒီကစားမျိုးအားမျိုးနဲ့ဒါကစားမယ်ဆိုလို့ရှိရင်လီဗာပူးရဲ့ချန်ပီယံကာကွယ်ခြေစွမ်းဟာအရင်ခြေနေတုန်းကလိုပဲဖြစ်နေအောင်ပါအခုတော့လေအာဆင်နယ်ရဲ့ဥဆောင်ခြင်းကိုခံရပြီးလီဗာပူးကအဆင့်၄မှာရပ်တည်နေတယ်အဆင့်ဒုတိယနဲ့တတိယမှာဆိုလို့ရှိရင်မန်စီးတီးနဲ့ဗီလာနဲ့ရပ်တည်နေတယ်အဲ့ဒီအတွက်လီဗာပူးဟာကျွန်တော်တို့ချန်ပီယံလိဝင်ခွင့်ကိုလည်းမဖြတ်နိုင်ပဲတည်ကြသွားတယ်ပေါ့နော်မဖြတ်နိုင်ပဲတည်ကြသွားတော့ကျွန်တော်တို့အောက်အသင်းနေနဲ့လည်းအမတ်ကတော့ကတ်လာပြီခင်ဗျာအောက်အသင်းနေနဲ့အမတ်ကတ်လာပြီဆိုတော့ကြာလီဗာပူးရဲ့ရှေ့လျှောက်ပွဲတွေမှာရောကျွန်တော်တို့တိုက်စစ်မှာပါပဲဒီနေ့ပွဲလိုမျိုးရုံးကန်ရအောင်မဲ့အခြေအနေတွေရှိနိုင်သေးလားအီကီတီကီယာကောလီဗာပူးရဲ့ဂိုးတွေကိုဒီထက်မကထမ်းဆောင်ပေးနိုင်အောင်မလားဆိုတာကျွန်တော်တို့ဆက်ဆောင်ကြည့်ခြင်းစရာကောင်းလာတယ်အီဆက်မရှိပဲအီကီတီကီတယောက်ထဲနဲ့ကပူဘတ်ဆိုတဲ့အတွဲနဲ့ကတော့ကျွန်တော်တို့မလုံလောက်ဘူးလို့ထင်ပါတယ်ဒါကြောင့်တိုက်စစ်ဒီဇန်နဝါရီမှာရောလီဗာပူးကတိုက်စစ်ကိုဝယ်နိုင်သေးလားဆိုတာကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာပါကျွန်တော်တို့ခိုးချင်ပါတယ်ဆိုတဲ့စီမန်ယူကလဲမန်စီးတီးနဲ့စာချုပ်ချုပ်သွားပြီနောက်တစ်ခုကဂူဟီနောက်တန်းမှာလဲလစ်ဟာမှုတွေရှိနေတဲ့အတွက်ဂူဟီကိုခေါ်မယ်ဆိုတာလဲလီဗာပူးကခေါ်ယူနိုင်စွမ်းရှိမလားဆိုတာဆက်စောင့်ကြည့်အောင်ပါကျွန်တော်တို့လီဗာပူးကရာသီကုန်ချိန်မှာချန်ပီယံလိကိုဝင်နိုင်မှာမလားပေါ့နော်ကျွန်တော်တို့စဉ်းစားပြီးတော့ကျွန်တော်တို့စိုးရင်စရာကောင်းလာပါတယ်လီဗာပူးဖန်နေတဲ့အနေကတော့အာဆင်နယ်ဟာဒီလိုပုံစံတိုင်းသာဖြစ်မယ်ဆိုရင်တော့လေကျွန်တော်တို့ချန်ပီယံခြေစွမ်းလို့ပြောလို့မရသေးဘူးခင်ဗျာချန်ပီယံရယူဖို့ခြေစွမ်းမလုံလောက်သေးဘူးလို့ပြောမှာပါမန်စီးတီးနဲ့ကလည်းတိတ်မကွာဗီလာနဲ့ကလည်းတိတ်မကွာဘူးဆိုကျွန်တော်တို့လက်စတာယူသွားတဲ့နှစ်လိုမျိုးဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်ကလေးနဲ့လည်းကြည့်ရတယ်ခင်ဗျာအဲ့ဒီအတွက်အာဆင်နယ်ကဒီထက်စွန့်စွန့်စားစားနဲ့တိုက်စစ်ကိုဖွင့်ကစားဖို့လိုအပ်တယ်လို့ထင်ပါတယ်မန်စီးတီးတို့မန်ယူတို့ချယ်ဆီတို့နဲ့လည်းကြံသေးတယ်ဆိုတော့ကျွန်တော်တို့အာဆင်နယ်ပဲချီနီထိဇရာထိတ်ကိုဥဆောင်နိုင်အောင်မလဲချန်ပီယံဖလားကိုရတော့နိုင်မလဲဆိုတာဆက်ဆောင်ကြည့်ရမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်မှာမှန်းသွားနိုင်တယ်ကြိုက်နေတဲ့တယ်ပါညာဆိုရှင်လည်းကျွန်တော်ရဲ့ကိုကြီး Sporty Spectacle Channel လေးကို like and subscribe share လေးလုပ်ပေးပါဦးလို့ကျွန်တော်ကတော့တောင်းဆိုပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဘက်မှာပြန်တွေ့မယ်နော်